Hello everyone ကျွန်တော်ဒီတစ်ခါဗီဒီယိုမှာပေါ့နော် simple present tense နဲ့ပတ်သက်ပြီးတော့သူ့ရဲ့ structure တိစောက်ပုံကိုပေါ့နော်ဒီချာလေးအသေးစိတ်ရှင်းပြသွားမှာပါရှေ့ဗီဒီယိုမှာတော့ကျွန်တော်ဒီ simple present tense နဲ့ပတ်သက်တဲ့ဒီအသုံးပြုပုံကိုရှင်းပြပြီးတော့ဒီဗီဒီယိုမှာတော့သူ့ရဲ့ structure နဲ့ပတ်သက်တာလေးကိုပေါ့နော်ကျွန်တော်ရှင်းပြသွားမှာပါဒီပထမဦးဆုံးကျွန်တော်ဒီရှင်းပြမှာပေါ့နော်ဒီ structure 1 affirmative မြန်မာလိုဆိုရင်တော့သူအဆိုဝါကြလို့ခေါ်တာပေါ့နော်ဒီမှာကျွန်တော်ဥပမာလေးပေးရတယ်ပထမဦးဆုံးဥပမာလေးကြည့်ရမယ်ဆိုရင်တော့ I play the guitar ကျွန်တော်ဟာ guitar တီးရပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဟာဒီ structure 1မှာဆိုရင် subject တွေတွေ့ကြတယ် I will you သိရှိရှိအဲ့တွေကိုကိုကအခြေခံနေသိတင်ပါတယ်သူတို့ရဲ့မြန်မာလိုအဓိပ္ပာယ်ကိုလည်းကိုကနားလည်သင်ပါတယ်ပြီးရင်တော့ကျွန်တော်တို့က subject verb agreement ဆိုတဲ့ subject နဲ့ verb ကိုညှိတာကိုလည်းသေချာလေးသတိထားဖို့လိုအပ်ပါတယ်ဥပမာအဖြစ်ပထမဆုံးစာကြောင်းမှာဆိုရင် I play the guitar မှာဆိုရင်ကျွန်တော်က play ဆိုတဲ့ verb ကိုကျွန်တော်ဒီ SES မှာမထည့်ထားပါဘူးဆိုလိုတာကတော့ဒီ I ကကျွန်တော်တို့ကအများအနေနဲ့သတ်မှတ်တာမို့လို့ verb ကို SES or ဘာမှထည့်စရာမလိုပါဘူး subject က simple present tense မှာအများဖြစ်နေရဆိုရင် verb ကို SES ဘာမှထည့်စရာမလိုဘူးဆိုတော့ဒိတ်လာသူအနေနဲ့သိရှိဖို့လိုပါတယ်ကဲအခုဒုတိယစာကြောင်းကြည့်ပေါ့နော်ဒီဒုတိယစာကြောင်းမှာဆို we ဆိုရင်ဒါမြန်မာလိုဆိုရင်ကျွန်တော်တို့ဒီပေါ့နော်ဒါကအများသဘောကိုသက်ဆိုင်တဲ့သဘောပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့က verb ကိုဘာ SES မှာထည့်စရာမလိုပါဘူးနောက်တစ်ခုကကျတော့ဒုတိယစာကြောင်းအနေနဲ့ you speak English you ဆိုဒီမှာလည်းကျွန်တော်တို့ကဒါ common subject ပေါ့နော်အများနေရာလို့ကျွန်တော်တို့သတ်မှတ်တယ်ဒါကြောင့်မို့လို့ subject ကအများဖြစ်နေရကြောင်းမို့လို့လည်းကျွန်တော်တို့ကဒီ verb ကိုဘာ SES မှာထည့်စရာမလိုပါဘူးနောက်တစ်ခုမှဆိုရင်လည်းပေါ့နော် they drink coffee သူတို့က coffee တောက်တယ်ပေါ့ဒီမှာဆိုရင် they ဆိုလဲသူတို့ဒီဆိုတော့ကျွန်တော်တို့ကတယောက်တည်းပို့တယ်နေရာအများဖြစ်သွားပြီပေါ့နော်ဒါကြောင့်မလို့ subject ကအများသဘောဆောင်သွားပြီထို့ကြောင့်မလို့ bus ဆိုတဲ့ဒီ drink ပေါ့နော် SES ထည့်စရာမလိုပါဘူးအဲ့တော့ကျောင်းသားရင်းနဲ့တည်တင်တာက subject ကိုအနေအများကျွန်တော်တို့အရင်ဆုံးစစ်ပါ simple present tense မှာတကယ်လို့ subject ကအများဖြစ်နေရင်ဆိုရင်တော့ SES ဘာမှထည့်စရာမလိုပါဘူးခင်ဗျအခုအစားပြီးရှင်းပြမှာပေါ့နော်ဒါကျောင်းသားတွေအတော်များများမှားတတ်ကြရပေါ့နော်အထူးသဖြင့်ဒီစာလိလာတွေတော့များမှားတတ်ကြတဲ့အပိုင်းကိုရှင်းပြမှာပေါ့နော်ကိုယ်ကတော့ဒီမှာဆိုရင် general subject တွေကဒီ he she it တွေဒီ he she it တွေကတော့သူတို့ကအနည်း singular subject တွေပေါ့နော်အနည်းပေါ့နော်ပြောရမယ်ဆိုရင်တော့ subject တွေကအနည်းဖြစ်နေတဲ့ဆိုတာကြောင့်မလို့ကျွန်တော်တို့ကသူနောက်ကလိုက်တဲ့ verb တွေကို as သို့မဟုတ် es ပေါ့နော်သို့မဟုတ် ies ဆိုပြီးကျွန်တော်တို့ကထည့်ပေးရမှာပါအဲ့ဒါကိုကျွန်တော်တို့ကဒီအပိုင်းမှာလေ့လာတာမှာပေါ့နော်ပထမဦးဆုံးဒီ word ကြနေတယ်ပေါ့နော် he lives စိန်ရန်ကိုဆိုရင် he ဆိုတာကသူတယောက်တည်းဒါကြောင့်မလို့ကျွန်တော်တို့က live ဆိုတဲ့ verb ကို as ပေါင်းမယ်အဲ့တော့ he lives စိန်ဆိုဖြစ်သွားမယ်အဲ့မှာသာကျွန်တော်တို့က he alive v လို့ဒါရေးမယ်ဆိုရင်တော့ဒါက grammar အရဆိုရင်ဒါကမှားရလို့သတ်မှတ်လို့ရပါတယ်နောက်တစ်ခုကလည်း she listens to music ဆိုရင်လည်းသူမကတယောက်တည်းကိုပြညွှန်းတာဒါကြောင့်မလို့ကျွန်တော် listen မှာ s ကိုထည့်ပေးရမှာပဲ it rains it so ပဲဒီ pronoun ကလည်းပြောရမှာဆိုဒါကတခုတည်းကိုညွှန်းတယ်အနည်းပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီ rain ဆိုတဲ့ verb ကို s ထည့်ပေးရပါမယ်ဒီသုံးခုကအဓိကသိထားရမယ့်အရာပေါ့နော် subject ကအနည်းဖြစ်သွားပြီဆိုတော့ကျွန်တော်တို့က verb ကို s es တော့မဟုတ် ies ထည့်ပေးရပါမယ်ဒီတစ်ခါ structure 2မှာပေါ့နော်ဒီ simple present tense ကိုဘယ်လိုမျိုး negative ပုံစံပြောင်းပြီးတော့ကျွန်တော်တို့ရေးမလဲပြောင်းမလဲဆိုတာလေးပေါ့နော်ရှင်းပြသွားမှာပါကျွန်တော်ဒီ negative ပြောင်းမယ်ဆိုရင်ဒီ I will they ဆိုတဲ့ဒီ subject လေးကိုအတွက်ဘာလို့မဖြစ်မနေအကူဖတ်နေကျွန်တော်တောင်းရမလဲဆိုရင်တုံဆိုတာတော့ပြောရမယ်ဆိုဒီ do နဲ့ not နဲ့ပေါင်းလို့တုံဖြစ်လာတာ he she အတွက်ကြတော့သူတို့ကအနည်းမှုလို့ကျွန်တော် doesn't နဲ့တွဲပြရပါမယ် verb ကို doesn't ကျတော့ဘာနဲ့ပေါင်းလို့ဖြစ်လာလဲဆိုတော့ဒီ does နဲ့ not နဲ့ပေါင်းလို့ doesn't ဆိုတာဖြစ်လာတာเนาะအဲ့တော့ကျွန်တော်ကကြည့်မှပြောခဲ့ပေါ့နော်ကျွန်တော် guitar တီးရဆိုရင် I play the guitar guitar မတီးဘူးလို့ပြောချင်ဆိုရင် I don't play the guitar ဆိုပြီးတော့ဒီ don't ကို play ဆိုတဲ့ main version မှာကျွန်တော်တို့ကသုံးပြရပါမယ် we ဆိုရင်လည်း we don't read ပေါ့နော်ဒီရှေ့ကကျွန်တော်သင်ပေးခဲ့တဲ့ verb တွေရဲ့အရှိမပဲကျွန်တော်တို့ကဘာလို့လဲဆိုရင် don't နဲ့ doesn't ကိုသုံးပြရပါအဲ့တော့ကျွန်တော်တို့လေ့လာသူတွေဘက်ကဘာကိုသိချအောင်သိထားရမလဲဆိုရင် I will ဘယ် subject နဲ့ထားပါတော့ဘယ် subject နဲ့ဘယ်အငင်းစကားလုံး have and verb နဲ့တွဲသုံးလဲဆိုတော့ကျွန်တော်သိရပါမယ်တချို့ကကျွန်တော် I doesn't တို့ she don't တို့ကျွန်တော်တို့ကမှားတတ်ကြပါတယ်အားကြောင့်မလို့ဒီဘယ် subject နဲ့ဘယ်အငင်းနဲ့တွဲသုံးမလဲဆိုတော့ကိုကဂျိုပြီးတော့သိထားတယ်ပေါ့နော်